အစည်းအဝေးတွေမှာလေလူတချို့ပဲထက်ခါစငါးရီပြောင်းနေပြီးတော့ကျန်တဲ့သူတွေကတော့ဘာမှမပြောဘဲတိတ်ဆိတ်နေတာမျိုးအဲ့ဒီလိုအခြေအနေတွေကြုံမှုကြမှာပါနော်ဆိုတော့ဒီတစ်ခေါက်မှာတော့လေအဖွဲ့တွေကလူတိုင်းဟုတ်ပါတယ်လူတိုင်းရဲ့အတန်ကိုကြားရအောင်လုပ်ပေးနိုင်မဲ့1 2 4 all ဆိုတဲ့တကယ်ကိုအစွမ်းထက်တဲ့နီလန်းလေးတစ်ခုအကြောင်းကိုပြောသွားချင်ပါတယ်ကဲဒီမီကုန်းလေးနဲ့ပဲအစပြုတ်လိုက်အောင်တကယ်တမ်းဟိုရှိတဲ့အရန်ကောင်းတဲ့စိတ်ကူးစိတ်တန်းတရားလေးဘလိုနေရာမျိုးတွေမှာအများဆုံးသိဆုံးတောင်းတတယ်လို့ထင်ကြပါသလဲအဲ့ဒီအဖေကိုလေစိတ်ကူးကောင်းတို့ရဲ့တိစိတ်ချင်းလို့ခေါင်းစဉ်ပေးထားလေကျွန်တော်တို့ရဲ့ပထမဆုံးအပိုင်းမှာအတူတူလေးလာကြည့်ကြရအောင်ပါဟုတ်ကဲ့အဖေကတော့တော်တော်လေးကိုရှင်းပါတယ်အဲ့ဒါကတော့အစည်းအဝေးခန်းနေထဲမှာပါပဲစိတ်ကူးကောင်းအတော်များများဟာအဲ့ဒီအစည်းအဝေးခန်းနေထဲမှာပဲဘယ်သူမှမသိတိုက်ပဲတိတ်တဆိတ်ပျောက်ကွယ်တော်လိရှိကြတာပါနီလိုမြင်ကွင်းမျိုးကတတလေးရင်းနေနေမှာပါနော်စကားဝိုင်းတစ်ခုမှဆိုရင်အများတိုင်းစကားပြောတတ်တဲ့အတန်ကျဲတဲ့လူတစုကပဲစကားဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားလိုက်တယ်အဲ့ဒီအချိန်မှာတိတ်ဆိတ်နေတတ်တဲ့သူတွေ introverted ဖြစ်တဲ့သူတွေစီမှာတကယ်တမ်းဘူးရှိတဲ့အတွေးမြင်တွေအများကြီးရှိနေနိုင်မဲ့အဲ့ဒါတွေကအပြင်ကိုဘယ်တော့မှရောက်မလာတော့ပဲအဆုံးသက်သွားရတာမျိုးပေါ့ဒါပေမဲ့လေစိတ်မပူပါနဲ့ဒီလိုပြဿနာမျိုးကိုဖြေရှင်းနိုင်မဲ့နီလန်းကောင်းတစ်ခုရှိနေပါတယ်ကဲဒါဆိုရင်တော့အခုပဲ1 2 4 all ဆိုတဲ့နီလန်းကိုအားလုံးနဲ့မိတ်ဆက်ပြလိုက်ပါရစေဆိုတော့1 2 4 1ဆိုတာပါလေသူကလေလူတိုင်းအဖွဲ့တွေကလူတိုင်းပါဝင်ဆွေးနွေးလာအောင်စနစ်တကျတည်ဆောက်ထားတဲ့ facilitation method တစ်ခုပေါ့သူ့ရဲ့အဓိကရည်ရွယ်ချက်ကရှင်းရှင်းလေးပါအဖွဲ့ဝင်တိုင်းရဲ့အတန်ကိုတကယ်ကြားရဖို့ပြီးတော့မတူညီတဲ့အတွင်းမြင်ကြီးကိုဘာဖြစ်အားမှမရှိပဲလုံးချုံမျှဝေနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့ပါပဲဒီနီလာရဲ့အကောင်းဆုံးအချက်ကဘာလဲဆိုတော့နေရာမရွေးအသွင်းဝင်တာပါပဲအထူးသဖြင့်အဖွဲ့ဝင်တွေကြားမှာယာဒိုးအကြီးအသေးကွာတာမျိုးဒါမှမဟုတ်တောဆန်အာနာကွာဟာချက်ရှိတဲ့နေရာတွေမှာဆိုရင်တော်တော်လေးကိုထိရောက်ပါတယ်ဥပမာပြောရရင်ဒေတာလူဆွေးနွေးပွဲတွေနဲ့စပြီးတော့ကွန်မြူနီတီရဲ့အရေးကြီးတဲ့အစည်းအဝေးတွေအထိကြဲပြင်းတုံလို့ရပါတယ်ဟုတ်ပြီဒီလောက်ထိရောက်တယ်ဆိုတဲ့နီလန်ကတကယ်တမ်းမှာကဘလို့အလုံးလို့တလဲကဲတစင်ချင်းစီလိုက်ကြည့်လိုက်ကြရအောင်ပါအဆင့်တရားလေးတကယ်ကိုအန်တိုဆီယာကောင်းတော့ရိုးရှင်းပါတယ်အထက်ကတော့အဆင့်၄ဆင့်ပဲရှိရဲ့ပထမဆုံးတစ်ယောက်ထဲ10မိနစ်စဉ်းစားမယ်ပြီးရင်2ယောက်တွဲ2မိနစ်မျှဝေမယ်ပြီးသားရင်4ယောက်တစ်ဖွဲ့နဲ့4မိနစ်ဆွေးနွေးမယ်နောက်ဆုံးမှာတော့အားလုံးနဲ့ပြန်ပြီးမျှဝေကြမှာဖြစ်ပါတယ်1 2 4 all ဆိုတာအဲ့ဒါပါပဲကဲအရာလုံးကအဆင့်1တရုတ်ထဲတိတ်ဆိတ်စဉ်းစားတဲ့အဆင့်ကနေစားတင်ပါတယ်ဒီအစ်မှာဘာလုံးမလဲဆိုတော့ဆွေးနွေးမဲ့မေကွန်းတစ်ခုကိုပေးလိုက်ပြီးတာနဲ့ပါဝင်တူတိုင်းက10မိနစ်အချိန်ယူပြီးတယောက်တည်းတိတ်ဆိတ်စဉ်းစားရမှာပါဒီလိုလုပ်တဲ့အကြောင်းရင်းကလူတိုင်းကိုဘေးကလူတွေရဲ့လွှမ်းမိုးမှုတွေမရှိဘဲကိုယ့်ရဲ့ကိုယ်ပိုင်အတွေးစစ်တွေနဲ့စကြင်နိုင်အောင်အခွင့်အရေးပေးလိုက်တာပါပဲအဲ့ဒီကနေမထက်ဆင့်နှစ်ယောက်တွဲမြောက်ဝေရမယ်ဒုတိယအဆင့်ကိုဆက်သွားကြမှာပါဒီမှာတော့ကိုယ်စိတ်ထဲမှာရှိတဲ့အတွေးတွေကိုကိုယ့်ဘေးကအဖို့တယောက်နဲ့2မိနစ်ကြာမျှဝေရမှာပါလူများကြီးရှိမှစကားပြောရမှာကိုနည်းနည်းစိုးရင်တက်ခဲ့သူတွေအတွက်ဆိုရင်ဒီလိုနေအောင်ချင်းပြောရတဲ့ပုံစံကဖိအားကိုအများကြီးရှော့ချပေးပြီးဆွေးနွေးမှုတွေကိုဝင်လာဖို့တကယ်ကိုလွဲကူစေမှာတယ်ဟုတ်ပြီနောက်တစ်ဆင့်တတိယအပိုင်းမှာတော့အဲ့ဒီနှစ်ယောက်တွဲလေးတွေကအဖွဲငယ်လေးအဖြစ်ပေါင်းစည်းလိုက်ကြမှာဖြစ်ပါတယ်အရင်အဆင့်က2ယောက်တွဲကြီးကလीနောက်ထပ်တွဲနဲ့ပေါင်းပြီးတော့4ယောက်တစ်ဖွဲ့လိုက်ရမှာပါပြီးရင်တော့ဒီဖွဲ့ငယ်လေးထဲမှာပဲအရင်ကထွက်ပေါ်လာတဲ့စစ်ကူးတွေပေါ်အခြေခံပြီး4မိနစ်လောက်ဆက်ဆွေးနွေးကြရမှာပါဒီလိုလုပ်လိုက်တဲ့အခါအတွေးအမြင်တွေကပိုပြီးတော့နည်းနည်းရှိုင်းချင်းလာတယ်လို့လူလားရဲ့အတွက်စကားပြောဖို့လုံခြုံတဲ့ပတ်ဝန်းကျင်လေးတစ်ခုဖြစ်ရှိနေတော့မှာပဲကဲနောက်ဆုံးအဆင့်မှာတော့အရာအလုံးကိုပြန်ပေါင်းစည်းပြီးတော့အဖွဲ့ကြီးတစ်ခုလုံးနဲ့အတူမျှဝေကြရမယ့်အချိန်ကိုရောက်လာပါပြီဒီနောက်ဆုံးအဆင့်မှာဘာလုံးမလဲဆိုတော့4ယောက်တစ်ဖွဲ့စီကသူတို့ဆွေးနွေးမှုကနေရလာတဲ့အဓိကအကျဉ်းဆုံးအချက်ဒါမှမဟုတ်အကောင်းဆုံးစိတ်ကူးတစ်ခုကိုအဖွဲ့ကြီးတစ်ခုလုံးကိုပြန်ပြီးတော့မျှဝေရမှာပါဒီနည်းလမ်းအားဖြင့်တယောက်ချင်းစီကစတင်ခဲ့တဲ့တင့်ငယ်တဲ့တွေးခေါ်လေးတွေဟာအဆင့်ဆင့်ပို့ပြီးတော့ပုံပေါ်လာပြီးအဖွဲ့သားအားလုံးစီကိုအကောင်းဆုံးပုံစံနဲ့ရောက်ရှိသွားတာမို့ကဲဘလို့လို့လဲဆလာကတော့တွေးတော့ကြပြီနော်ဒါပေမဲ့ဘာဖြစ်လို့ဒီလောက်ရိုးရှင်းတဲ့ဖွဲ့စည်းပုံလေးကဒီလောက်တောင်အစွမ်းထပ်နေရလာလဲအဲ့ဒါကတော့အားလုံးပါဝင်ခြင်းရဲ့စွမ်းအားကြောင့်ပါပဲကဲအဲ့ဒီကြောင့်ကိုဆက်လေးလာကြည့်ကြရအောင်ဒီနီလိုင်းရဲ့ထီအောင်မှုကအဓိကအချက်၅ချက်ပေါ်မှာမူတည်နေတယ်။ဘာတွေလဲဆိုတော့သူကလူတွေကိုတဖြည်းဖြည်းပေါင်လာအောင်ဆွဲဆောင်ပေးတယ်။ပြီးတော့တိုင်းတူညီမျှပေါင်မှုကိုအားပေးတယ်။တယောက်ချင်းစီရဲ့အတွေးကိုတန်ဖိုးထားအတိမတ်ပြုတယ်။ကွဲပြားတဲ့ရှုထောင့်တွေကိုစူးစီးပေးနိုင်တယ်လို့နောက်ဆုံးအချက်အနေနဲ့တက်ကြွတဲ့ပေါင်မှုကိုမြင့်တင်ပေးပါမယ်။တကယ်တော့လေဒီနီလန်ရဲ့အလားတရားကသူ့ရဲ့အစင်စင်ဖွဲ့စည်းပုံထဲမှာပဲရှိနေတာမှာတယောက်ထက်စဉ်းစားတာကနေ2ယောက်ပြီးတော့4ယောက်
အဲဒီကမှအဖွဲကြီးစီကိုတဖြည်းဖြည်းသွားတဲ့အတွက်ကြောင့်မို့လို့ဒီစီနီတဲ့သူတွေတော့ယုံကြည်မှုတွေတဖြည်းဖြည်းတက်လာပြီစကဝိုင်းတွေကိုတက်တောင့်တက်တာနဲ့ဝေလာနိုင်တော့ပေါ့နောက်ပြီးအရေးကြီးဆုံးအချက်ကတော့ဒီနီလန်းဟာတယောက်ချင်းစီရဲ့အတွေးကိုအစကတည်းကတံပိုးထားတဲ့အတိအမှတ်ပြုတယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီလိုလိုပေးခြင်းအပြင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှု psychological safety လို့ခေါ်တဲ့အရာကိုတည်ဆောက်ပေးနိုင်မှာပါအဲ့ဒီခါမှာလူလိုက်ဟာဘေးထိုင်ပေးမျိုးနားထောင်သူတတ်မဟုတ်တော့ပဲဆွေးနွေးမှုမှာတက်တက်ကြွကြွပါဝင်တဲ့သူလေးဖြစ်လာကြတော့တာကောဆိုတော့နောက်ဆုံးအနေနဲ့ပြောရရင်ဒီ1-4 on နီလန်ဆိုတာကလေဖွဲ့တိုင်းမှာရှိနေပြီးသားဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်မမြင်ရသေးတဲ့စွမ်းအားတွေကိုထုတ်ဖော်ပေးနိုင်တဲ့တောက်တစ်ချောင်းနဲ့တူနေပါတယ်အချို့အားဖြင့်ပြောရရင်တော့1-4 on နီလန်ဆိုတာပါဝင်သူအလုံးရဲ့ထဲဝင်မှုကိုလေးစားတိုင်မိုးထားတဲ့ဘက်စုံသုံးပြီးအလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုပုံစံတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဒီကေကိုတိတ်ဆိတ်နေတဲ့သူတွေရဲ့အသက်တွေကိုပါရှေ့ကိုရောက်လာအောင်လုပ်ပေးနိုင်တာတော့ဒီတန်ဆက်မှုကိုမဆုံးမသက်ခင်မှာဒီမေကွန်လေးတစ်ခုကိုတော့စဉ်းစားကြည့်ဖို့ချန်နာခဲ့ခြင်းပါတယ်ကိုယ့်ရဲ့အဖွဲ့ထဲမှာရှိတဲ့အသိစိတ်ဆုံးအဖွဲ့ဝင်တယောက်ရဲ့အတွေးတွေထဲမှာဘယ်လိုမျိုးအမခံထုတ်ဖောက်အောင်မြင်မှုတွေကများစောင့်ကြိုနေနိုင်မလဲ